တိခံထားနော်သမီးမကြခင်ရောက်တော့မယ်အမေကပြောဘူးလေလူတွေမှာစာလောင်မှုပင်ပန်းမှုနာကျင်မှုချစ်တတ်မှုချင်းအတူတူပဲတဲ့ဒါမဲ့ငါတို့ကစင်းရင်သူများတွေထပ်ပိုများတတ်တယ်ငါတို့တွေကိုမတူတလို့မတန့်တလို့တတ်မှတ်ခံရတဲ့အခါအများဆုံးဖြစ်တတ်တယ်ငါနင်တို့ကူညီဖို့လာတာနင်တို့တွေကဘာတန်ဖိုးမှမရှိဘူးသိထားစမ်းငါလို့ตาချင်းနင်ပြက်မွေးဖွာလာလိုက်ငါကလေးစားအနက်နေရနေပြီငါနင့်ကိုကူညီနိုင်တယ်နော်လုပ်ဖို့နေဘက်ကအားတန်နေဆိုရင်တော့လူတယောက်ကကျမကိုပြောဘူးရန်သူရဲ့ပြောကကကြည့်ချာသူ့ချစ်ဆုံးအရာပဲတဲ့အ မေသားအတွက်လှုပ်ပေးသမျှအရှာအားလုံးကမလှုပ်တော့သေးဘူးလားအမေပေးသမျှအရှာအားလုံးကမလှုပ်တော့ဘူးလား What do you want from me fucking you are nothing မင်းကျွန်တော်ကိုချစ်ကျွန်တော်အမေပေါ်အညိုးတွေကိုကြည်ရေးလိုက်လို့ရမလားအမေတို့ဘာလုပ်ရလဲကျွန်တော်ပြောအဲ့ဒီအမတ်တရားကိုနင်ဘယ်တော့မှလက်ခံနိုင်မှာမဟုတ်ဘူးအဲ့ဒါနင်သိထားလူရမ်းစိတ်အခွင့်အရေးများရလို့ဖြစ်ရတာမှားရနေတဲ့ကိစ္စပဲငါတို့အဲ့လိုမျိုးအဖြစ်ခံလို့မရအောင်ဘာတွေလဲပဲလဲရပါစေငါစပ်ပြီးလုံနေအောင်ပါပဲ